လောကမှာမတန်လို့ရှိရင်ကျက်တည်ရှိသူနဲ့ကျက်တည်ကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေစက်မဆုံဘူးဆိုတာရှိနိုင်သလားဟုတ်တယ်ခုခေတ်လူတွေရေစက်လို့ပြောကြတယ်နော်ရေစက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေစက်ဆုံလို့မရဘူးတဲ့ဘုံကံညတာအကွာနေလို့ရှိရင်ရေစက်မဆုံဘူးအဲ့ဒါကိုတေနကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေစက်မဆုံဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေစက်မဆုံဘူးဆိုတာကိုပြောတော့တေနကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူးလို့ပြောမရှိနိုင်ဘူးပေါ့မိဘပေးစားရဲ့တန်းနဲ့ဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့အသက်ခံမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟောဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးဟာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုံကံချင်းမတူရင်ရေစက်မဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုအဲ့ဒါဘုရင်ကြီးမေးတဲ့မေးခွန်းကဘာတော့ဆိုအဋ္ဌိတိယရူပဝတ္တိသာသသီလဝတ္တိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတန်နာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူးတတ္တဟာတိမောဒတာအဲ့ဒါမျိုးရှိတယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာမိမဟာရာဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပဂောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုံကံနေတဲ့လူဆိုလို့ရှိရင်ဘုံကံကြီးမားတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါခြေစက်မဆုံဘူးလို့ပြောမှာပမာလို့နော်ခြေစက်မဆုံနိုင်ဘူးတဲ့တရားတိရိစကာလကန္တိစနာသမေတိကုရသနာလောကမှာတဲ့ဂုံကျက်တွေရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံကျက်တွေရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးဒါလူတဘာဝပါပဲဘုရားလောင်းကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြားလိုက်တဲ့အခါမှာဥဒ္ဓမရဒေဝီဟာအသက်ချမ်းသာရာ